lip bro lip base အဲ့ဒါတွေကိုဘယ်လိုလုပ်လဲဆိုတာကိုဒီ video လေးမှာရှင်းပြပေးပါမယ်ခင်ဗျာကျိုးအားလုံးပဲမင်္ဂလာပါခင်ဗျာ solo game ဖြစ်ပါတယ်ဆိုတော့ဒီ video လေးကကြတော့ကျွန်တော်ဒီ lip bro နဲ့ lip base ပေါ့နော်အဲ့နှစ်ခုရဲ့ tutorial လေးဖြစ်ပါတယ်ခင်ဗျာဆိုတော့အားလုံးပဲဒီ beatbox ကိုခုမှစကြည့်နေတဲ့လူတွေပေါ့နော်ပြီးတော့ကျွန်တော်အမေးများတဲ့မိကုန်းဖြစ်တဲ့ lip bro ဘယ်လိုလုပ်လဲ lip base ဘယ်လိုလဲဆိုတဲ့ဟာကိုကျွန်တော်ဒီ video လေးနဲ့ပဲကျွန်တော်ဖြည့်ပေးလိုက်ပါမယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ဒီ lip base ကိုအရင်သင်ပေးမယ်ပေါ့နော်ဆိုတော့ lip base ရလို့ရှိရင်တော့ lip bro ကလွယ်သွားပြီပေါ့နော်lip base ကိုရဖို့အတွက်ကအကြီးကအဆင့်20မလို့ပါတယ်ခင်ဗျာနံပါတ်1အနေနဲ့ကကြတော့ဆိုကျွန်တော်တို့ကို lip base ဆွဲမဲ့နှကန်း side ပေါ့နော်နှကန်း side ကိုရွေးဖို့လိုတယ်ကိုက left နဲ့ဆွဲမှာလား right နဲ့ဆွဲမှာလားပေါ့နော်ဆိုတော့ဘယ်လားညာလားရွေးဖို့လိုပါတယ်ကျွန်တော်ကတော့ဒီဘယ်ဘက်နဲ့ဆွဲတာများတယ်ပေါ့နော်ပြီးတော့နှကန်း position ပေါ့နော်နှကန်း position ကကြတော့ဒီလိုမျိုးလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းလေးအားလေးနည်းနည်းရွေ့သွားတာပေါ့နော်ကိုက site ရွေးပြီးဆိုလို့ရှိရင်တော့နှကန်း position ကတော့အရေးကြီးတယ်ပေါ့နော်ဒီ position မှာအားလုံးပဲအဆင်ပြေကြတာများတယ်ပေါ့နော်နှကန်းတစ်ခုဖိလိုက်တာပေါ့နော်ဆိုတော့ဒီနံပါတ်1ချက်ကတော့တော်တော်လေးအရေးကြီးတယ်ပေါ့နော်ဆိုတော့နှကန်း position ကတော့အရေးကြီးတယ်မှာပါတယ်ဒုတိယအဆင့်ကကျတော့ကျွန်တော်ရှာပေါ့နော်ဆိုတော့စောနာကနံပါတ်1ဖြစ်တဲ့နှကန်း position အတိုင်းကိုပဲရှာကအဲ့ဒီနေရာလေးတော့ပုတ်လိုက်ပေါ့နော်မှာရှားတယ်မှာပြီးရင်ကျွန်တော်အဲ့လိုမျိုးပို့ပြီးရတဲ့ကျွန်တော်တို့ကforce ထည့်ပြီးဆွဲလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုး leg ကိုတစ်ခါတည်းဆွဲချလိုက်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့လေ့ကျင့်တာများသွားလို့ရှိရင်တော့ vibration လေးဖြစ်သွားလိမ့်မယ်ဒီနှကန်းလေးမှာလေနောက်ပိုင်းကျွန်တော်တို့ဒီပြည့်နဲ့ကိုကလေ့ကျင့်မှာများလို့ရှိရင်တော့ကျွန်တော်တို့ lip brace ဆိုတဲ့အားလေးကိုရောက်ပါလိမ့်မယ်ဆိုတော့ဒါ lip brace ပေါ့နော်ဆိုတော့ lip bro ကကြတော့စောနာကအတိုင်းကိုပဲကျွန်တော်တို့ကအားမထည့်ဘူး force မထည့်ဘဲနဲ့ဖြည်းဖြည်းလေးဆွဲလိုက်တာlip base ရလို့ရှိရင် lip bro ရတယ် lip bro ရလို့ရှိရင် lip base ရတယ်ဆိုတော့ဒါကတော့ကျွန်တော်လေ့ကျင့်ခဲ့တဲ့ပုံစံအတိုင်းကိုရှင်းပြပေးရဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကိုယ့်ရဲ့အနီးနားလေးမှာဒီ beatbox ကိုခုမှစပြီးလေ့ကျင့်နေတဲ့လူရှိလို့ရှိရင်လည်းဒီ lip bro နဲ့ lip base tutorial လေးကို share ပေးဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာဆိုတော့အားလုံးပဲဒီနောက်ထပ်သိချင်တာရှိလို့ရှိရင်လည်းဒီ post ရဲ့ comment အောက်မှာရေးခဲ့လို့ရပါတယ်ခင်ဗျာဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ solo game လို့ခေါ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးပဲ see you bye bye